အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ရွှေရှင်းပြီးတော့စားလို့ကောင်းတဲ့ဝယ်မင်းဟင်းညိုလေးပေါ့နော်ကျွန်တော်ရဲ့ creation ဟာလေးကိုအိမ်မှာပဲရှိတဲ့ပစ္စည်းလေးနဲ့ကျွန်တော်ချက်ပြလိုက်ပါတယ်အရသာနေထားပါမယ်အရသာကတော့premium dutch rice ပေါ့နော်အနည်းအောင်လေးကျွန်တော်တို့ကာလာလေးနည်းနည်းလေးလိုချင်တော့အနည်းအောင်လေးနည်းနည်းထည့်ပါတယ်ပြီးတော့ဒါကတော့ cooking wine ပေါ့နော် Chinese cooking wine ကျွန်တော်အနက်တက်ပြောင်းနည်းနည်းထည့်ပါမယ်ဒါကျွန်တော်တော့ပြီးလို့ရှိရင်ကျွန်တော် black pepper လေးနည်းနည်းထည့်black pepper အိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့ပဲကျွန်တော်ပြီးတော့ကျွန်တော်ဂျင်းရှိပါတယ်ဂျင်းကို star anise တို့ပါလို့နည်းနည်းပွင့်လို့ပါလို့ကြိုက်ရင်လည်းထည့်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်ကတော့မြန်မာလိုပဲဂျင်းလိုက်ပြီးတော့ထည့် okay ကျွန်တော်ပြီးပြီဆိုတော့ကကလဝီးပဲနည်းနည်းထည့်ပါနော်ပြီးရင်ဒီကတော့စွတ်တယ်တဲ့ချိန်မှာ garlic flavor လေးရအောင်ချက်သွန်ပြူ flavor လေးရအောင်ကျွန်တော်ကတော့ချန်ခွဲပြီးထည့်ပါမယ် salt နည်းနည်းထည့်ပါမယ်ငယ်ပဲထည့်ပါဘာလို့ဆိုတော့ကျွန်တော် light swine salt လည်းသုံးပါလုံးဝ MSG မသုံးပါဘူးခင်ဗျာlight swine salt ထည့်ပါမယ်နော်ဒါလေးကိုအရသာနေထားပါမယ်အရသာနေပြီးတော့ခဏလောက်တော့နှက်ထားပါမယ်ကျွန်တော်ချိန်တော့ယူရပါတယ်ပြီးတော့ကျွန်တော်သူနဲ့စွတ်တယ်ပေါ့နော်ကျွန်တော်ကတော့တချို့ကတော့ချီတာကီဂျပန်မှုလို့ပါတော့သုံးကြတယ်ပေါ့နော်ကျွန်တော်ကတော့ဂျပန်မှုကျွန်တော်ကလည်း finger ပဲသုံးပါတယ်ကျွန်းရမှုပဲသုံးပါတယ်ကျွန်တော်ကျွန်းရမှုပဲစိုက်ပါတယ်ကျွန်းရမှုစိုက်တဲ့အတွက်ကျွန်တော်ကျွန်းရမှုသုံးပါမယ်ကြည့်ပါမယ် black finger ကဝတ်သားရဲ့ပြီးတော့ pop broth ရေပေါ့နော်အဲ့တော့ဒီတစ်ခုပါကျွန်တော်ကတော့နားတဲ့ရဲဆိုလို့ရှိရင်တော့ဒီလိုပဲကြည့်ရပါတော့နားတဲ့ရဲကြားလို့ရှိရင်ဘယ်မှမတော်ဘဲနဲ့ကျွန်တော်သွားစားနေတာလေဒီဘာမကတ်တွေမှာလိုက်ကြည့်ပြီးတော့ကျွန်တော်ချက်စားပါတယ်ဒီရတာလည်းကျွန်တော်တို့နှပ်ပြီးတော့ဆိုတော့အခုရှင်မှာတော့ကျွန်တော်ဝတ်သားကိုအညိုရောင်ရအောင်အရင်ဆုံးกินပါမယ် caramelization ပေါ့နော်အညိုရောင်ရအောင်กินပါမယ်กินပြီးမှကျွန်တော် broth ထည့်ပါမယ်ဒီအနည်းငယ်ပဲထည့်ပါတော့ကျွန်တော်ဒီနော်အိုးထဲမှာထည့်ထားပါမယ်ကောင်းတယ်ကျွန်တော်ဝေးထားပါမယ်ခင်ဗျာတော့ဒီလိုထည့်ပါမယ်
ခဏလောက်ပူအောင်ဆောင်းပြီးပါပြီးရက်80လောက်မှဆိုလို့ရှိရင်ဒါ frame လိုက်ဆိုင်ရအောင်နော်မဖိုက်တယ်တော့ဆိုရင် cream လိုက်ရပါပြီကျွန်တော်ဦးရောထည့်ထားပါမယ်โอเคခုလိုရောင်လေးရလာပြီဆိုတော့ကျွန်တော်ဒါလေးကိုထည့်ပါတော့ခုလိုစွပ်ပြုတ်နေထိုင်ရပြီဆိုရင်တော့ခဏဖုံးအုပ်ပြီးတော့ကျွန်တော်ခဏထားထားပါမယ်ဆိုရပြီဆိုတော့ကျွန်တော်ထားပါမယ်ဒီရချို့တော့လို့ဟိုပါမယ် bay leaf bay leaf ထိုးပါမယ်ပြီးရင်ကျွန်တော်ဒီချို့ရကျွန်တော်ပို့ပါမယ်ဟုတ် okay အဲ့ဒီနေ့အမှုထည့်ပါတော့နော် black pen လေးကိုထည့်ပါတော့နော်5မိနစ်တော့ဖုံးအုပ်ပြီးသွားရင်တော့ရပါပြီခုဆိုရင်တော့ရတာရှိရပြီးပြည့်စုံနဲ့စွတ်တစ်ခွက်ရပါပြီခင်ဗျာဒီပေးလိုက်ပါတော့